အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေပထမဆုံးချင်းတစ်ပုတ်အနေနဲ့တေးဆရာကိုနေဝင်းရေးထားတဲ့လူစိမ်းသချင်းလေးကိုဗမာနိုင်ငံမှာရှိတဲ့ကျွန်တော်သချင်းလေးကိုအမြဲတမ်းတူပြည့်တဲ့အရိုဘောလို့ခေါ်တဲ့ကိုနိုင်စောနဲ့တီးပိုင်းသားများတီးရပါတယ်အဲ့မြူဇစ်လေးနဲ့အတူအခုလောလောဆယ်တော့ကျွန်တော်ရဲ့အနုပညာညီငယ်တန့်စင်ကလိဂီတာတီးပါလိမ့်မယ်ခင်ဗျာနားဆင်ကြည့်ပါတီကမျက်လုံးများနဲ့ဖိတ်ခေါ်ခဲ့ဒီအပြုံးလေးများကိုအမိပြုခဲ့ဒီနောက်အချစ်စကားလေးတွေရင်ဖွင့်ခဲ့အချစ်လန်းကလေးအတူလက်တွေ့ခဲ့လူပေးခဲ့အသေးတွေပုံအပ်ခဲ့ဒီနောက်အချစ်ရဲ့ဒီနောက်မောင်ဟာလူစိမောင်ဟာလူစိအော်လူစိတဲ့လားရင်နီမုန်နဲ့အဆုံးတိုင်ရဲ့မျက်လုံးများနဲ့နှင်ပြစ်ခဲ့ဒီအပြုံးလေးများကိုအားကိုမရဒီနောက်အချစ်စကားလေးတွေစိတ်သုံးခဲ့အချစ်လန်းကလေးအတူလက်ခွဲခဲ့လူပေးခဲ့အသေးတွေပြန်မတောင်းရတဲ့ဒီနောက်အချစ်ရဲ့ဒီနောက်မောင်ဟာလူစိမောင်ဟာလူစိအော်လူစိတဲ့လားဟာလူစိမောင်ဟာလူစိအော်လူစိတဲ့လားပြောင်းလဲမှုရဲ့တစ်ဖက်ကိုအလင်းတစ်လုံးသွားမယ်နေရခဲ့အချစ်ဆုံးအတွေ့များကိုအားကိုမရဒီနောက်ဘဝလမ်းဆုံးတိုင်ရှောင်းအောင်ဟဲ့အခဏပန်းမုံနိုင်တောက်အောင်ဟဲ့ငြိမ်မရတဲ့မိတွေတကူလုံးတောက်ခဲ့ဒီနောက်အချစ်ရဲ့ဒီနောက်မောင်ဟာလူစိမောင်ဟာလူစိအော်လူစိတဲ့လားမောင်ဟာလူစိ
လိကတာတန့်စင်ပါခင်ဗျာ